American နိုင်ငံအင်ဖြူတော်မှာကျင်းပမယ့် UFC Freedom 250 ပွဲမှာထိတ်ဆုံးကနေဖိတ်ကြားခံလိုက်ရတဲ့ Joshua Ban အားလုံးသိထားတဲ့အတိုင်းပါပဲအခုဆိုရင် Joshua Ban ရဲ့စမ်းကတော့တကယ်ကိုကြောက်စရာကောင်းနေပါပြီအခက်ခဲတွေကြားထဲကနေရှင်သန်ခဲ့တဲ့လူတစ်ယောက်ကအခုဆိုရင်ကမ္ဘာခေါင်းဆောင် American သမ္မတ Donald Trump ရဲ့ဖိတ်ကြားခြင်းကိုထိတ်ဆုံးကနေပြီးနာမည်စင်းပါဝင်လာခဲ့ပါတယ်အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့ရှိအမေရိကန်အင်ဖြူတော်မှာကျင်းပပြုလုပ်တဲ့ UFC Freedom 250 Fan Fest ပွဲကြီးမှာယခုလက်ရှိ UFC လောကကိုကင်လို့ခဲ့ပြီး UFC ရဲ့မြန်မာနိုင်ငံချင်းတောင်တန်းမှာ fighter တစ်ယောက်ဖြစ်တဲ့ Joshua Ban ကိုတက်ရောက်ရန်ဖိတ်ကြားခဲ့တယ်လို့ UFC ဘက်ကနေမေလ18ရက်နေ့မှာကြေညာခဲ့ပါဆိုပါကျင်းပမဲ့ပွဲကိုလာမဲ့ဇွန်လ23ရက်နေ့နဲ့14ရက်နေ့တွေမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အခုပြုလုပ်ရတဲ့ပွဲဟာအမေရိကန်နိုင်ငံလွတ်လပ်ရေးနှစ်250ပြည့်အထိမ်းအမှတ်အနေနဲ့ကျင်းပပြုလုပ်သွားတာဖြစ်တယ်လို့လည်း Donald Trump ကပြောကြားခဲ့ပါDonald Trump ကအင်ဖြူတော်မြက်ခင်းပြင်ကို UFC ဂျိုးဝိုင်းဖြစ်ကျင်းပပြုလုပ်သွားမယ်လို့ပြီးခဲ့တဲ့ရက်သက်ပတ်တွေကပြောကြားခဲ့တာကိုလည်းသိရပါတယ် Is there a place where if you could choose to fight anywhere in the world, where would you fight? I want to fight back home, Myanmar. Joshua Ban ဟာမြန်မာနိုင်ငံကိုကမ္ဘာအလယ်မှာထွန်းတောက်စေခြင်းနဲ့စိတ်ကသူ့ရင်ပတ်ထဲမှာအမြဲတမ်းကိန်းအောင်နေခဲ့တာပါနိုင်ငံတစ်ခုရဲ့အလံကိုကင်ဆောင်ပြီးမှပွဲတဲ့ကိုဝင်ခွင့်ရဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတစ်ခုတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့ Joshua Ban ကဒီအခွင့်အလမ်းကိုမရရအောင်စ조사ခဲ့ပြီးမှမြန်မာနိုင်ငံအလံကိုကမ္ဘာအလယ်ကိုရောက်ရှိအောင်စ조사ခဲ့ပါတယ် American သမ္မတ Donald Trump ကလည်းကမ္ဘာထိပ်သီး fighter 24ဦးနဲ့အတူ Joshua Ban ကိုထိတ်ဆုံးကနေဖိတ်ကြားခဲ့ခြင်းလည်းဖြစ်ပါ